မန်လေးကပြိသက်ကြီးအားလုံးမင်္ဂလာပါလာတိုင်းတော့အများနဲ့စုံတယ်နော်ဖုန်းနဲ့ပတ်သက်လာမှန်သမျှမန်လေးမှာပဲဖြစ်ဖြစ်ရန်ကုန်မှာပဲဖြစ်ဖြစ် A+ ကိုတတိယပေးပါလို့ပြောချင်ပါတယ်အကုတ်ပြင်းနဲ့ကိုယ်ဘာမြင်လဲဆိုကက်ချက်မက်မြင်တာရောဒါတော့ကက်ချက်မက်အရင်မြင်ပါတယ်ဘာလို့လဲဆိုတော့ကိုပုံလေးတွေရောဂျင်မီပုံတွေရောကိုရ brand master ဆိုတော့လေကက်ချက်မက်မြင်တယ်ပြီးတော့ဂျန်နဲ့ brand စုံတွေလည်းမြင်ရတယ်ပေါ့နော်ဖုန်းနဲ့ပတ်သက်တဲ့ accessory အားလုံးပေါ့ချင်းဆိုခြင်းတဲ့သူတွေမှာ speaker တွေ mic တွေရှိရဲအဲ့လို vlog တွေရိုက်မယ်တော်တော်ဆော့မယ်ဆိုရင် master လေးတွေရှိရဲကိုယ်တော့ဝယ်အောင်ပါအခုဆိုရင်ကျွန်တော်ဖုန်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီ gadgets နဲ့ပတ်သက်တာပဲဖြစ်ဖြစ်တခုခုလိုရတဲ့ဆိုရင်ဒီဆိုင်လေးကိုသတိရပြီးပါလားအားလုံးပြောချင်ပါတယ် A+ ဆိုင်ကြီးဒီမန္တလေးမြို့မှာဒီနောက်ထပ်မြို့တွေပေါင်းများစွာမှာဆိုင်ခွဲတွေအများကြီးဖွင့်လှစ်ပြီးတော့အောင်မြင်မှုတွေအများကြီးရရှိပါစေလို့တော့ဘောဆုတောင်းပေးပါတယ်ရှင်35လမ်းဆိုင်ခွဲတစ်လေးရပါတော့ A+ ဆိုင်ရဲ့9ဆိုင်မြောက်ဆိုင်ခွဲလေးပေါ့နော်။မတို့ကရန်ကုန်မန်းလေးတာချီလိတ် A+ ဆိုင်ခွဲပေါင်း10ဆိုင်ရှိပါတယ်။ဒီဆိုင်ခွဲကတော့9ဆိုင်မြောက်ဆိုင်ခွဲလေးပေါ့နော်။ဆိုင်မှာဆိုရင် brand ပေါင်းစုံပစ္စည်းမျိုးစုံရှိပါတယ်။ဒီ brand တွေမှာဆိုရင်မတို့ Remake, Gadget-Mat, Trustmat, JBL အဲ့အစရှိတဲ့ brand တွေစုံကိုမျိုးစားစုံနေစားနဲ့တနေရာထဲမှာဝယ်ယူရရှိနိုင်တယ်ပေါ့နော်။ပေါဘန်းတွေရှိမယ် ear band တွေရှိမယ်ဒါတို့ကကြတော့နှစ်ချက်တွေစုံရှိမယ်ကာဘာတွေမျိုးစုံရှိတယ်ဒီဇိုင်ခွဲလေးရဲ့လိပ်စာကတော့35လမ်းမှာပေါ့686ကြားမှာရှိရဲ့ A+ 35လမ်းဆိုင်ခွဲလေးဖြစ်ပါတယ်ဒီဇိုင်မျိုးကိုဖုန်းကာဘာနဲ့ပတ်သက်တဲ့ပစ္စည်းတွေဝယ်ချင်တယ်ဆိုရင်မလေးမှာဆိုရင် A+ 35လမ်းဆိုင်ခွဲရဲ့ဆက်မှုဆိုင်ခွဲရန်ကုန်မှာဆိုရင်တော့မြောက်ကလာမြောက်တော့ဆိုင်ခွဲလေးမှာလာရောက်ဝယ်လို့ရပါတယ်ဒီဇိုင်မျိုးဆိုရင်လည်း73 74 75အချို့အကျအကျက်နဲ့ဒီဆိုင်ခွဲလေးဖွင့်ပါတယ်ရှင်